ဂျပန်ဘောလုံးကိုတိဆောက်ခဲ့တဲ့ရခိုင်လူမျိုးဦးကျော်တင်ဒီနေ့အာရှဘောလုံးထိပ်ဆုံးမှာရပ်တည်နေတဲ့ဂျပန် National Football Team ရဲ့အောင်မြင်မှုနောက်ွယ်မှာမြန်မာနိုင်ငံကလူတဦးပါဝင်နေတယ်ဆိုရင်သင်ယုံနိုင်ပါမလားသူကတော့ရခိုင်လူမျိုးဦးကျော်တင်ယနေ့ဂျပန်နိုင်ငံဟာ FIFA World Cup ကိုအကြိမ်ကြိမ်ဝင်ရောက်ရှင်ပြိုင်နိုင်တဲ့အာရှထိပ်တန်းဘောလုံးနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုတွေကိုတည်ဆောက်ဖို့အခြေခံအုတ်မြစ်ချထားခဲ့သူတွေထဲမှာနိုင်ငံသားတအူးပါဝင်နေပါတယ်။1900ခုနှစ်ဇွန်လမှာမြန်မာနိုင်ငံတွေမွေးဖွားခဲ့တဲ့ဦးကျော်တင်ဟာရခိုင်လူမျိုးတအူးဖြစ်ပါတယ်။ပညာသင်ယူဖို့အတွက်တိုကီယိုကိုတွားရောက်ခဲ့ပြီးနည်းပညာရပ်တွေကိုသင်ယူခဲ့ပါတယ်။ဒါပေမဲ့သူ့ဘဝကိုပြောင်းလဲစေခဲ့တာကဘောလုံးပါ။အသက်20ဝန်းကျင်မှာပဲဦးကျော်တင်ဟာကျောင်းဘောလုံးနည်းပြအဖြစ်စတင်ခဲ့ပြီးနောက်ပိုင်းမှာဝါစီတာ High School တွင်နည်းပြအဖြစ်တာဝန်ယူခဲ့ပါတယ်။အဲ့ဒီမှာသူ့ရဲ့တပည့်ဖြစ်သူရှီကေယိုရှိဆူဇူကီကိုလေ့ကျင့်သင်ကြားပေးခဲ့ပြီးဂျပန်တနိုင်ငံလုံးအဆင့်အထက်တန်းကျောင်းဘောလုံးပြိုင်ပွဲများတွင်နှစ်ကြိမ်ဆက်အောင်မြင်မှုရရှိစေခဲ့ပါတယ်။ဒါပေမဲ့ဦးကျော်တင်ရဲ့အကြီးမားဆုံးအောင်မြင်မှုကတော့ပြိုင်ပွဲအနိုင်ရတာမဟုတ်ပါဘူး။သူကဘောလုံးကိုဘယ်လိုကစားရမလဲဆိုတဲ့အခြေခံ philosophy ကိုဂျပန်နိုင်ငံတဝန်းလုံးမှာတိဆောက်ပေးခဲ့သူပါအတူပေးကစားနည်းစနစ်တကျတိုက်စစ်တီဆောက်ပုံဘောလုံးအခြေခံနည်းစနစ်များဒီအရာတွေကိုကျောင်းများအသင်းများအထိတိုက်ရိုက်သင်ကြားပေးခဲ့ပါတယ်ဒီနည်းစနစ်တွေဟာယနေ့ဂျပန်ဘောလုံးရဲ့အခြေခံ DNA ဖြစ်လာခဲ့တယ်ဆိုရင်ပိုပြီးမှန်ပါလိမ့်မယ်ဦးကျော်တင်ဟာHow to Play Association Football ဆိုတဲ့စာအုပ်ကိုလည်းရေးသားခဲ့ပါတယ်။ဒီစာအုပ်ဟာဂျပန်နိုင်ငံမှာပထမဆုံးသောဘောလုံးနည်းပြလမ်းညွှန်စာအုပ်တစ်အုပ်ဖြစ်ပြီးနည်းစနစ်များကိုဓာတ်ပုံများပုံရိပ်များနဲ့ရှင်းလင်းတင်ပြထားပါတယ်။ဦးကျော်တင်ရဲ့သင်ကြားမှုအောက်မှာတက်ရောက်ခဲ့တဲ့သူ့တပည့်များဟာနောက်ပိုင်းမှာJapan National Football Team ကိုစားပြုလာပြီး1930ခုနှစ် Far Eastern Championship Games တွင်ဂျပန်အသင်းကိုချန်ပီယံဖြစ်စေခဲ့ပါတယ်။ဦးကျော်တင်ဟာ1924ခုနှစ်တွင်မြန်မာနိုင်ငံသို့ပြန်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းသူ့ဘဝနဲ့မိသားစုအချောင်းတွေကတော့လေးလာကြည့်ရသလောက်အသေးစိတ်ဖော်ပြထားခြင်းတော့မရှိတော့ပါ။ဂျပန်နိုင်ငံကတော့ဦးကျော်တင်ရဲ့ကြီးစုကိုမမိခဲ့ပါဘူး2009ခုနှစ်မှာသူ့ကို Japan Football Hall of Fame တွင်ထည့်သွင်းဂုဏ်ပြုခဲ့ပါတယ်ပုံတူရုပ်တုများစာအုပ်များကိုလည်းပြတိုက်တွင်ထိန်းသိမ်းထားပါတယ်ဒီနေ့ဂျပန်ဘောလုံးဟာကမ္ဘာအဆင့်ကိုရောက်ရှိနေပါတယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုရဲ့အောက်ခြေမှာရခိုင်လူမျိုးတဦးရဲ့ကြိုးပမ်းမှုတွေရှိနေပါတယ်တခါတော့ကနိုင်ငံခြားမြေမှာဘောလုံးကိုတင်ကြားပေးခဲ့တဲ့လူတဦးဒီနေ့နိုင်ငံတနိုင်ငံရဲ့ဘောလုံးအနာဂတ်ကိုပြောင်းလဲခဲ့သူကတော့ဦးကျော်တင်ဆိုတဲ့ရခိုင်လူမျိုးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကိုအားလုံးသိရှိအောင်ပြန်လည်မျှဝေဖော်ထုတ်ပေးလိုက်ရပါတယ်ရှင်ဒီလိုသမိုင်းဝင်ဇာတ်လမ်းများကိုဆက်လက်သိရှိလိုပါကရခိုင် Storybook Channel လေးကိုsubscribe လုပ်ထားဖို့မမေ့ပါနဲ့